မင်္ဂလာပါရှင်မိတ်ဆွေရဲ့ဆွေကနမှာ Xiaomi ရဲ့ Zoom Philosophy ထွိုင်းဘော်လေးပစ္စည်းပြန်ရောက်ထားပါပြီရှင်ထွိုင်းဘော်အစိတ်လေးတွေကတေးသေးသက်သက်ရှိပြီးတော့အထုပ်သိမ်းလုပ်တဲ့နေရာမှာလည်းလွယ်လွယ်ကူကူရှိပါတယ်ရှင်ထူးခြားချက်လေးကတော့သူကအသုံးပြုမယ်ဆိုရင်မြေကြီးအောက်ကိုချလိုက်ပြီးဆိုတာနဲ့ထွိုင်းဘော်လေးကဖွင့်သွားမှာဖြစ်ပါတယ်လူကဖွင့်စရာမလိုပါဘူးရှင်ပြီးရင်ဂျိတ်လေးတွေမှာလည်းထိထားလို့ရပါမယ်အောက်ဘက်မှာလည်းဆီလီကွန်လေးတွေပါပါတယ်ရှင်ထွိုင်းဘော် grip လေးကလည်း360 ဒီဂရီကိုကြိုက်တဲ့ angle မှာထားပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ပြီးရင်သူကသိမ်းမယ်ဆိုလို့ရှိရင်လည်း grip လေးကိုပါတစ်ခါတည်းထည့်ပြီးတော့သိမ်းလို့ရပါတယ်ရှင်ရိုးရိုးရှင်းရှင်းနဲ့တစ်ချောင်းနဲ့ဖြစ်ပါတယ်အမြင်ကတော့9ပေခွဲအရှည်ထိဆက်နိုင်မှာပဲဖြစ်ပါတယ်ရှင် magnetic zone ရမှုလေးကိုသုံးတော့မယ်ဆိုလို့ရှိရင်ဖုန်းနဲ့က Bluetooth တဲ့ကိုတွားပြီးတော့သူ့ရဲ့ device လေးကိုရှာပြီးတော့ချိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ်။ remote လေးမှာတော့ power clock လေးကိုဖွင့်ထားပေးရပါမယ်။သူကမီးပြလေးအရင်ဆုံးလင်းလာမှာပါ။ပြီးသွားရင်တော့ဖုန်းမှာသူ့ရဲ့ device လေးပေါ်လာပြီဆိုလို့ရှိရင် connect လုပ်လိုက်တာနဲ့တပြိုင်နက်တည်းမီးဖြူအောင်လေးပြောင်းသွားပြီးတော့အသုံးပြုလို့ရပါပြီရှင်။အပေါ်သုံးက clock လေးကတော့ဓာတ်ပုံရိုက်လို့ရမယ်။ဗီဒီယိုတွေရိုက်လို့ရပါမယ်။ပြီးရင်ဗီဒီယိုတွေဆိုလို့ရှိရင်လည်းသူကရက်လို့လည်းရပါမယ်ရှင်။အလဲကောင်က plus or minus clock လေးကတော့ zoom အချုံချဲ clock ဖြစ်ပါတယ်ရှင်။အောက်ဆုံးခလုတ်လေးကတော့ကင်မရာအရှိနောက်ပြောင်းတာလေးအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။ယခုလိုမျိုး TikTok ရိုက်ဗီဒီယိုရိုက်အတွက်အသုံးဝင်တဲ့ Xiaomi ရဲ့ Selfie ထွိုင်းဘော်လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်မိတ်ဆွေရဲ့ Suico နဲ့ Facebook ချက်ပေါက် TikTok ချက်ပေါက်မှာမှာယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။နေရာမှာယူရဲဆိုရင်တော့ WePost Delivery, Ninja Delivery နဲ့ရောက်တဲ့မျိုးကြီးတွေအားလုံးကိုအိမ်ရောက်ငွေချင်းနဲ့ပစ္စည်းပို့ပေးပါတယ်။ဈေးနှုန်းလေးကတော့ 1,85,000 ကျပ်ဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။